ရှင်သမီးတို့တည်တယ်သူကသမီးတို့ကြောင့်ကကင်းဟုတ်တယ်ဘယ်သူမှပတ်သက်ချင်လို့လေတို့ကင်းအောင်နေကြတဲ့ကင်းကိုပြောတာအမေရဲ့ဒါရဲ့ဘာကြီးတို့ သူလေးကမရဲ့သမီး ဟင်မမသမီးရှိရမမသိရပါလား ဟုတ်တယ်စကားမစမ်းမိလို့မပြောမိတာပါမောင်ရဲ့ပါလေမောင်မသမီးလေးရှိတယ်ဆိုပြီးတော့မောင်ကိုစိတ်ပြစ်သွားတာ အာမပြတ်ပါဘူးဩဒါနဲ့လေမသမီးနဲ့တူဒါရဲ့မေကြီးနဲ့တူတယ်ဟုတ်က မောင်ကလည်းမောင်ရဲ့အချစ်တင်နဲ့မအမှုပြုံနေမရဲ့အပြစ်လားလို့ဟဲ့သွားအခန်းထဲမှာသွားပြီးတော့စာချက်တော့သွားလေဒီမှာအခန်းထဲမှာဘာတန်ကြမလားနဲ့ကြားလားသွားပြူးနေလေ ရလာဟုတ်ကနင်ဖဲငါမီနဲ့ငါပြောဆက်စကားရှိလို့ ဘာလို့ဖေရမှာလဲပြောစရာရှိတာပြောသူလည်းမိသားစုဝင်ဖြစ်နေပြီပဲဟာ အမေဘာမိသားစုဝင်လဲမီနဲ့တူနေလက်ထက်သေးရမဟုတ်ဘူးနော်ဟုတ်ကောင်ဖဲလို့ရပါတယ်မရဲ့မောင်ပဲလိုက်တီးနေဖဲဖဲဟုတ်ပြီလား အဲ့ဆိုအခန်းမှာတော့တော့မောင်ကထိုင်ပြောစရာရှိတာမြန်ပြော အမေဟိုကောင်နဲ့ယူမဲ့ကိစ္စသမီးကတော့ပြန်စဉ်းစားစိတ်ချင်တယ်မေ ဒီစကားကြီးတဲ့နေ့တိုင်းပြောတာမမောင်ဘူးလားမမနားတွေကိုညီးနေပြီနေတိထားဖို့ကလေငါဆုံးဖြတ်ပြီးတာအလုပ်တစ်ခုဘယ်တော့မှလွယ်နေမပြင်းဘူး အမေမပြေလို့မဖြစ်ဘူးမေရဲ့အမေယူရဲ့ကောင်ကလေသမီးသက်ကောင်တလိုက်ငယ်တည်းသမီးငဲ့ပါဦးမေရဲ့ ဟဲ့နင့်ကိုငဲလို့ပဲငါအခုချိန်ကြီးလင်မီဝဲနဲ့အောင်ထားတာပေါ့ငါလင်လိုချင်နေတာမှကြားလာပြီ ရှင် မဟုတ်ပါဘူးငါလည်းဘဝလက်တွေပေါ့လိုချင်နေတယ်လို့ဒီမှာအခုနင်ကလေပညာလည်းစုံပြီးကိုလန်းကိုလည်းရှောက်နိုင်ပြီဆိုတော့ငါနောက်ရင်တော့ပြုတော့မယ် အမေကိုပြုတ်ခိုင်းပါတယ်မပြုတ်နဲ့လို့မပြောပါဘူးဒါပေမဲ့မင်းနဲ့တက်သူရဲ့သူပြုတ်ပါမေရဲ့ ဟဲ့ငါတို့ main ကလေးတွေဆိုတာလေဘသူ့ကိုကြိုက်မယ်ဘဝကိုကြိုက်မယ်ဆိုပြီးရွေးချယ်လို့မှမရတာကိုကိုကြိုက်လာတဲ့ထဲမှာလေဘသူနဲ့တော့တော်မယ်ဘသူနဲ့တော့တန်မယ်ဆိုပြီးကြည်ရွေးရတာလေပို့ဆိုတာနေမိငါလေအရွယ်နဲ့မလိုက်အောင်နှုတ်ပြိုလှပနေတဲ့ခါကျတော့အသက်ကြီးတဲ့လူတွေကကလေးတမီလာမကြိုက်ကြဘူးဟိုငငယ်ချောချောကောင်လေးတွေကပဲသူတို့နဲ့ရွယ်လို့တမီလာကြိုက်ကြတာလေအဲ့ဒါတော့ကြိုက်လာတဲ့သူရွေးရတာငါမှားလား ဟာမသိဘူးအမေနဲ့တက်သူရဲ့သူဦးလေးတွေနဲ့ပဲယူရမယ် ဟဲ့နေပြောလို့အဲ့ဦးလေးတွေကိုရွေးလိုက်ရှင်ငါတော့တဲ့ college နဲ့အလကားဖြစ်ကုန်မှာပေါ့ ခေါ်လိုက်ခြင်းဘာကြီး ဟုတ်တော့ဒီရွေးရောက်နေ college ဆိုတာဘာမှမသိဘူးလားဒီမှာ college ဆိုတာဒါကုမုန်း college လို့ခေါ်တယ် ခေါ်မခေါ်လိုက်ခြင်း ဟုတ်တယ် तू ကလေတခြား college တွေမှာတုံထားတဲ့ပတ်တိုက်တဲ့ကိုလေအစ20ပုံမတင်ခဲ့တဲ့ diabetic ကိုတုံထားတာမလို့အသားရည်တွေကိုလေစိတ်မပုံမအားကောင်းစေတယ်အသားရည်လေးလေကြည်လင်စေတယ်အရေးကြောင်းတွေလေတက်တာပြောက်ခင်းစေတယ်တမီးရဲ့ အဝါ ပြီးတော့ तू ကလေခန္ဓာကိုယ်အတွက်အယိုးစစ်တွေတာမစေတယ်လို့ခြေသက်လက်သေးတွေကိုလေကျမတာထွန်းစေတယ်တမီးရဲ့စပင်ကျွတ်တက်တဲ့ငါတမီးဆိုလို့ရှိရင်လေကုမုန်း college ကိုတရက်တစ်ထုတ်တော့အစာနဲ့2 နာရီဝေးပြီးမှတောက်တော့တမီးလုံးဝ share သွားလိမ့်မယ် အော်အမေကဒီခေါ်မခေါ်လိုက်ခြင်းတောက်ပြီးတော့လာနေတာ哦မသိပါဘူးတမီးကတော့ဘိုက်ကူချက်စုဖြစ်နေတာအဖေနဲ့သူလို့ထင်နေတာ ဘယ်ဟုတ်ပါမလဲဒီမှာငါသမီးကလေစားချင်တဲ့ချိန်စားမယ်အိတ်ချင်တဲ့ချိန်အိတ်မယ်အဲ့လိုစိမရှိကမ်းမရှိနေတာထိုင်တာလုပ်နေမှာတော့အမေတို့ဘယ်လိုလှပါမလဲသမီးရဲ့ဒီမှာအခုသမီးလေးပုံနေတဲ့အစီတွေကြကျင်နေဆိုရင်ဟောဒီမှာကိုမိုးအစီကြတဲ့လေးနဲ့ဝိတ်ကိုထိန်အသားရည်ပြဆိုရင်တော့လေကိုမိုးကော်လီလေးတောက်ပြီးတော့ဂယူဆိုင် ဟုတ်ပြီအမေဟုတ်ပြီ အခုငါပြောတာမဟုတ်လို့လား 你跟我出车呢？ လက်ကူးလက်ကြမိတာလေဘယ်ဆွဆွလာလောက်လောက်နော်ဟဲ့ကောင်လောက်နော် 我没那么看到了，你那白菜好高。 သမီးရဲ့အမေလူရင်းမှာသွားပြီပြီးနောက်တော့လည်းသိလား 天呢，你都年月的搞你啊哩，没有你老那的你知道么不？没有老爸母，可那大一母比表示母都拉着了，我没有容易吧？旁边多一么啦？ သူကအမေမချစ်လို့ဖောက်ပြန်နေဆိုတော့အမေကိုခွဲလို့နိုင်ပါလေအခုဟာလေအခုဟာ 没把别打来，都没有表嘛没？哦，没表嘛，你嘛不咯没表？ အခုဟာလေအဲ့ဒီကောင်ကအမေကိုရမှာခုခုချောက်ပြီးအမေကော်လဂျင်းတွေခုခုတောက်နေလို့ 是，这是没啥吧？ ရှာတာမှလေဟဲ့